ဒီကနေ့ကတော့မိုးအေးအေးလေးနဲ့အလုပ်လည်းမရှိရနဲ့စပိန်ပြင်ဆိုင်ပဲထွက်လာတယ်စပိန်ဆိုင်ကတော့ကျွန်တော်တို့ပြင်နေကြဆိုင်ပါပဲကူပေတူးရဲ့ကရခါလန်းထဲမှာရှိတယ်စပိန်ကချင်းလဲရမယ်ပြီးတော့ဘောရီစီထည့်ရမယ်ကိုပေတူးကတော့စိတ်ရှည်လက်ရှည်နဲ့ကျွန်တော်ဘိန်းနေဆိုအမြဲတမ်းပြင်ပေးတယ်ကျွန်တော်လည်းသူ့ကိုအားကိုးရတာပေါ့တခါတလေဘိန်းပြင်ဖို့မရှိရင်လည်းသူ့ဆိုင်မှာအမြဲတမ်းတော်တော်ထိုင်ဖြစ်တယ်။ဘာလို့လဲဆိုတော့သူ့ဆိုင်ရဲ့ပုံစံကကျွန်တော်တို့ကြိုက်တဲ့ old school ပုံစံဖြစ်နေတယ်။ဆိုင်ကလည်း old school ပါပဲ။သူ့ဖေလက်ထက်ကလေးပြင်ခဲ့တာဆိုတော့အဲဒီမှာရှေးဟောင်းကလထိုင်နှလုံးရှိတယ်။ကျွန်တော်ကြိုက်တဲ့ခုံပေါ့။အဲဒီနှလုံးမှာကျွန်တော်အမြဲတမ်းထိုင်နေကြတယ်။ပြီးရင်သူ့လောက်တာတွေကိုထိုင်ကြည့်။အပြင်းပြေပေါ့ဗျာ။ကြည့်လိုက်လေလုံးဝမိုက်တယ်သူဆိုင်ဒီနေ့ကတော့စပိန်ပြင်ချင်းအမှတ်တရပေါ့ဒီလောက်ပါပဲ